对这我们那里别说没人家谈那讲，谈那是一个体育，今天就在怎么二十个人二马路的，没人一个面的办公，要你的他站上了，你上的没可能为的，也是不掉没得看到。第三地方，将来一年里阿路都照样来了，怎么真是没到是不一的。这样子怎么样？压力阿路阿面在我是心了，你再看看新不那么那后面就你丈量不来呀嘛的，哎呦贵州的，怎么也真是一个挺大，你那个路了，这边到这了，路那没有得加的。不然，俺你说是啥？你伢看，这一口一啥一刀一嘛。这嘛，我们那里伢子这个，这嘛就是现在是我的妈妈话不行。给俺乌拉路，路嘞，这嘛路个这个乌拉面，路嘛那个叫带马腿。就是现在打字嘛，这嘛要开呀嘛喂。然后给可以讲嘛，这嘛哩，张伟有来把然后这嘛不可能不，张伟哩别别来着。这嘛第一看了不表嘛吧？然后看你嘛，这嘛山西路没呀吧？ဘာဖြစ်လို့လဲလို့မေးကိုဒီကိုရေထိုင်ဥဆောင်အောင်ပါပဲကျမအလုပ်တော့နောက်ကဝိုင်းတော်ထဲမှာတီးနေတာလေကျမတို့ကိုဆရာနိုင်ငံကျော်နားလေးတက်လို့ကိုစိတ်နေပြီပါကဲအဲ့မမတော့စုံလုံးစုံခိုင်းပါကျမတောင်ဝေအလဲလေးကြာလာပြီဆိုတော့ကျမပခုံးလေးပေါ်ကြာလာတယ်တောင်ဝေလေးကိုမဖိတ်မစင်နဲ့တက်တက်ရက်ကလေးလှုပ်လို့ပဲအဲ့တော့အဖွင့်နဲ့စီဆိုင်နဲ့ပတ်သက်တဲ့စကားကိုပြောရမယ်ဆိုရင်တော့ကျမတို့ကာလာတာသနာ2500ကျော်လာပြီရှင်တာသနာ2500ကျော်လာပြီဆိုကြတဲ့ကဝိမုတ်တိဆိုတဲ့စက်ကကာလာကိုတဖြည်းဖြည်းချင်းချင်းဝင်ရောက်လာပြီကျမအဲ့လိုပြောလိုက်တယ်တချို့လူကပိတ်တယ်ကျမကိုမြင်တာငင်းငန်းခိုင်ငါတို့ကသိက္ခာကောင်းတာတဲ့လူတယောက်မှာဖုန်းနှလုံးသုံးလုံးခုကလေးတွေကမစားတယ်ဒီဖုန်းနဲ့အဲ့တဲ့အိမ်မှာဆိုင်က2စီး3စီးကားတွေတုံဝီဝီနဲ့တရက်စင်ပြီးထိနေကြီးလို့ငါတို့ကသိက္ခာကောင်းတာမှငင်းငန်းခိုင်ရဲ့လို့မြင်လိုက်ကျမကလည်းပြန်မြင်ပါတယ်ရှင်လူတယောက်မှာဖုန်းနဲ့နှလုံးသုံးလုံးပေါ်လာတော့ဝေးကြုံနဲ့မလေးရှားရွာနဲ့စင်ကာပူကိုရီးယားနဲ့ကိုရေးဆိုတယောက်မျက်နှာတယောက်ကြည့်ပြီးနေကောင်းလားဟဲဒီနေ့ဘယ်သွားမှလဲသမင်းစားပြီးပြီလားဝတ်ထားတဲ့အင်ကြီးလေးကဘယ်ကဝယ်တာလဲလို့တယောက်မျက်နှာတယောက်ကြည့်ပြီးနိုင်ငံခြားနဲ့မြန်မာပြည်ကျမဘလုံးမအောင်အောင်နဲ့လိုက်မမီတဲ့ပစ္စည်းတွေပဲအတော်ထူးဆန်းတာနော်တယ်လီဖုန်းတွေအဲ့ရတဲ့ကနေတက်ကဘာလုံးဘာဖြစ်နေတာလဲဆိုတော့လက်တစ်ချက်နှိပ်လိုက်ရုံနဲ့အကုန်သိတယ်မိုက်ပါလေကျမတို့ခင်ကန်ကောင်းပါလေဒီပစ္စည်းတွေသုံးရလို့ဒါဆိုရင်အဲ့ဒီတယ်လီဖုန်းတွေကအဲ့ဒီလိုကောင်းကျိုးရှိတယ်လို့အဲ့ဒီတယ်လီဖုန်းတွေကြောင့်ကျမမောင်လေးညီမလေးတွေအရွယ်မတိုင်ခင်ရည်စားထားတတ်ကုန်လေအရွယ်မတိုင်ခင်အချိန်မတိုင်ခင်အဲ့ဒီဘောင်ဖုန်းတွေကနေအိမ်တော်လေးကြောက်ကုန်တယ်ဟောဒီကလေးလေးတွေအရွယ်မရောက်ခင်အသက်15နှစ်မပြည့်ခင်မှာအဲ့ဒီတယ်လီဖုန်းတွေကနေမကောင်းတဲ့အတက်မဟုတ်တဲ့အတက်အကုန်တက်သွားတာကစိုးသွားတာပဲမဟုတ်လားရှင်ဒါဆိုရင်ဘာတွေစောက်တာတော့လို့မေးရင်အိမ်ထဲမှာဆိုင်ကယ်ဒီကားတွေအများကြီးရှိကြပါတယ်ဆိုင်ကယ်တစ်စီးသုံးစီးကားတွေတဝီဝီနဲ့ကျမတို့နဲ့ဝေးကြဆိုကျမ7မိနစ်လောက်ပဲကားမောင်းလာမယ်တင်ချင်တယ်မိုက်လိုက်တာနဲ့ရထားတွေလို့အရင်တော့ဆိုကျမတို့ချီနေရှောက်ရတာထိထက်မြန်မြန်စလိမ့်နေမယ်ဒါဆိုရင်အဲ့ဒီဆိုင်ကယ်ဒီကားတွေကလိုချင်တဲ့ခရီးကိုမြန်မြန်ပို့ပေးတယ်လို့မလိုချင်တဲ့စေးရုံပင်ကိုလည်းဒီပစ္စည်းတွေမြန်မြန်ပို့ပေးနိုင်တာဆုတ်သွားတာမဟုတ်လားဒါဆိုအမေတို့ရေသမီးတို့ရေရုပ်ပိုင်းဆိုင်ရာဝတ္ထုတွေအမကန်တိုးတက်လာလို့ညီတို့ခေတ်ကသိပျော်စရာကောင်းမှာပဲနော်လို့ဗာကြီးဒီမေကြီးတွေပြောတိုင်းသမီးတို့ခေတ်ကမပြောရပါဘူးချီဘယ်နာမှာရေတွေကြီးလို့တဲ့ဘယ်နာမှာရေတွေပြိုလို့တဲ့မကြောက်သေးပါဘူးဘယ်နာမှာငလင်းတွေလှုပ်လို့တဲ့အမေတို့ခေတ်ကမကြောက်ဘူးတာတွေသမီးတို့ခေတ်မှာကြားရတယ်အမေကြီးတို့ခေတ်တုန်းကမကြောက်ဘူးတာတွေသမီးတို့ခေတ်မှာကြုံရတယ်ရုပ်ရှင်ဇာတ်လမ်းနဲ့လည်းမြင်မှုတဲ့အရာတွေကိုသမီးတို့ခေတ်မှာလက်တွေ့မြင်နေရတယ်ဒါတွေကစုပ်သွားတာမဟုတ်ဘူးလားလို့ကျမငင်းမရဘူးဒါဆိုရင်ရုပ်ပိုင်းဆိုင်ရာဝတ္ထုပြီးတိုးတက်လာတော့စုပ်လို့သွားတာဘာတွေတော့လို့ကျမပြောရရင်မှန်တာများများပြောပါရှင်ခွေးရုပ်ရှင်ပြီးတော့ဘယ်သူမှမဆိုင်ဘူးမှန်တာပဲများများပြောမှန်တာများများပြောရင်ပြန်ရလာမယ့်အချက်ကတော့လူမုန်းခံရမှာပဲအမှန်ပြောဆိုသူအမုန်းပွားကပ်ဖောင်းမလူခေါ်ခြင်းသူတော်စင်ဆိုပေလို့ချာအဲ့ဒါကြောင့်ဟာရင်ကြီးမြေပြိုတောင်ပြိုဓာရီသာတိတာကိုတခြားမင်းကပတ်တုကပလာညကြောက်ကြတင်းပြီသူတော်စင်ဆိုပေလို့ထားကိုနဲ့ညနည်းနည်းတော့အမြင်လွှဲရင်ဘုံကြီးရဟန်းလေဘာကရုညာကရုငါတိုင်တော့ဆဲပေါ်မှာဝင်ကလေးတာဟာကျမတို့ခတိကြောက်ဖို့ကောင်းတယ်သူတော်စင်ဆိုပေလို့ထားဂျစ်ပီသူကဂျွန်နီအတူကျွေးယူသူကတခင်ချင်းမုံဝေ
တက်လေးကျန်းစားတဲ့ရွှေကတ်ဒီဖယားကိုမလူရိုတဲ့အိမ်ဖယားမှုလို့ထားပြီးမြန်မာတနိုင်ငံလုံးဖယားမှုထွက်ဖို့ကပတ်ဆက်ကစူးကြရသေးတာအဖေအမေတွေကဂျွန်းနေတူတားသမီးတွေကတခင်ဖြစ်ယနေ့ကျမတို့ခေမိဘဆရာမရှိရောက်တော့မိဘကနေတိုင်းတားသမီးအော်ငေါက်ခံပြီးတားသမီးပြန်ကြောက်နေရတဲ့သူကြီးပဲမဟုတ်လားခေကြီးကတော့အပြစ်ဆုံးငါတို့တော့ခေပြတ်တဲ့ဒုတိယတော့ကံမကောင်းပါဘူးလို့ခေကိုလွှဲချတာကောင်းချင်းမကောင်းချင်းကလူတွေကောင်းနေကြတာမဟုတ်လားကျမတို့ကလောဘတွေကြီးတယ်ဒေါသတွေကြီးတယ်မောဟတွေကြီးတယ်ငါဟာဆိုရဲအတ္တကိုကြီးတယ်ဒီခေမပြတ်ပဲခေပြတ်မလဲခေကြီးကတော့အပြစ်ဆုံးကိုကတော့အကောင်းပြောမတရားလို့ဆိုရင်လူကြောက်ရအောင်မတရားလုပ်တဲ့သူကိုကြောက်ချင်မကြောက်ချင်ကြောက်ကိုကြောက်နေရလားမတရားလို့ဆိုလူကြောက်များဖျားသွားရင်အတိအကျဘာသာရေးတွေစုပ်ရကုန်တော့ဂုံးတိုက်ကြကျေးဇူးရှိတဲ့မင်းတို့ဟိုဘက်အိမ်နဲ့ဒီဘက်အိမ်နဲ့မတက်အောင်ဟိုဘက်ပိုင်းနဲ့ဒီဘက်ပိုင်းနဲ့မတက်အောင်ပပလေးရှောက်သွားညီတော့ဟိုကောင်မကဘလို့ပြောတာငါမခံနိုင်လို့ညာပြောတာပါအေးဆိုတဲ့ကိုညီပြောလို့ငါသိရတာဆိုလက်ဖက်လေးစားတော့ဆိုပြန်ကြည့်ရတာဂုံးတိုက်ကြကျေးဇူးရှိပြန်မဲ့သူဆိုလို့မတော့ဒီနေ့ခေလူရိုးကြီးတွေလူပြောင်းကြီးတွေနေရာမရတော့ပါဘူးဒီလောက်ကြီးနေမှတော့အလောက်မှမဖြစ်တာဆိုပြီးထိဆုံးရောက်နေတယ်ကြည့်လိုက်ပွတ်နေအောင်လဲတဲ့တူလေတွေကြည့်ပဲကြောက်မဲ့သူဆိုလို့မတော့အမောင်းဘုံကတက်တက်အမှန်ကျင်လာပြီကျမတို့ခင်မှာမပြောတင်တာတွေပြောတယ်မလုပ်တင်တာတွေလုပ်တယ်အမောင်းဘုံကတက်တက်အမှန်ကျင်လာပြီတင်းကြိုချရင်ငါကိုထောင်းတီလာတောင်းရင်မျက်စာပြည့်ဒီကိလူငယ်တွေဘာသာရေးကိုရေးစားအေးလောက်ကိုစိတ်ဝင်စားဘူးတဲ့မြစ်တာဘုံရင်တော်သားရီပါဘာဟောနာစစ်ကိုတော့တနာရီလိုက်လို့လက်ပြနေတယ်ကျမတို့ကြည့်ဝေးကြဆိုတဲ့ကျေးဇူးရှင်ပရိသတ်အမှန်အစစ်ဆိုတဲ့ဘာဝနာတရားကိုအခက်ဒီကြားတွေကရအောင်ရှာကြပါလို့ဘာသာရေးအတိလေးနဲ့တတိစကားလက်ဆောင်ပေးခဲ့ရင်ကျက်တည်ရှိလာမင်္ဂလာကပြုတော်မှာကိုကြီးနဲ့ပြုနန်းပေါ်လေးကနေပန်းမကျွေးရင်းဆိုဝတ်တန်တော်ရိုးရကြီးနဲ့ဗိသိက်တော်နဲ့ခန့်များစွာဖွင့်ရပါစေရှင်